အားလုံးပဲမင်္ဂလာပါကျန်တာလေးဆက်သွားမယ်နော်ကြားမှာလည်းဟိုဟာသင်ခန်းစာလေးတွေတင်ပေးတဲ့ဟာတော်တော်ခြားသွားတယ်ခြားသွားရဆိုတော့ကလေးနဲ့ကြတော့လေကလေးကိစ္စအိမ်ကိစ္စလုပ်နေရဆိုတော့ဒါလေးတင်ဖို့အချိန်ရမနေယူနေရတယ်ပြောရရင်တော့ကျမမလိမ္မာဘူးဖြစ်နေတာပေါ့ကွယ်ဟုတ်ပြီဒါဆိုကျမတို့ဒီmodule 8မှာဒီ trivalence မညီတာတွေဘာကြောင့်လဲအမားတွေပါလို့မညီဘူးဆိုတဲ့အကြောင်းတွေ trivalence ညီနေတိုင်းလဲမမှန်ဘူးဆိုတဲ့ဟာလေးတွေအရှေ့ပိုင်းမှာပြောခဲ့ပြီးပြီဒါဆိုတော့ဒီနေ့မှာတို့ကဒီသူပေးထားတဲ့ဒီ transaction လေးတွေကိုပြန်ပြီးတော့ညှိရမယ့်ဟာလေးကိုသူက example လေးပေးထားတယ်ဒီသူ့ရဲ့transaction လေးနေပေါ့နော်အဲ့တော့ဒီမှာအရင်ဆုံး transaction လေးကိုအကုန်လုံးကိုဒီ1 to 6ကိုဖတ်ပြီးတော့စဉ်းစားသွားမယ်ပြီးတော့မှတစ်ဖက်မှာ Excel လေးမှာသွားပြီးလုပ်ပြပေးမယ်เนาะသူကfor each incorrect transaction နဲ့အောက်မှာပေးထားတာတွေကမမှန်တဲ့ transaction တွေเนาะအဲ့ဒါကို create the journal entries to be posted to general ledger account to correct the error အမားတွေကိုပြင်ပေးဖို့အတွက်တို့ကအမားတွေပြင်မယ်အမားတွေပြင်ပြီးလို့ရှိရင်တို့က general ledger ကိုစရင်းပြန်သွင်းပြရမှာလေအဲ့ဒီအခါကျတော့မှတို့ရဲ့ trial balance ကပြန်ပြီးတော့မှအမှန်ဖြစ်လာမှာဟုတ်လားအဲ့လိုအမားပြင်မယ်ဆိုလို့ရင်တို့ကဗာလဲ journal entries ကိုအသုံးပြုပြီးတော့အမားပြင်မယ်လို့အရှိအပေါ်ပိုင်းမှာလည်းပြောခဲ့ပြီးပြီဒါဆိုတော့ပထမဆုံး transaction ကသူကဘာပြောလဲဆိုတော့ travel cost of $45 was posted to the telephone account by mistake မှားပြီးတော့မှ telephone account ထဲကိုသွင်းလိုက်တာဒါဆိုလို့ရှိရင်ကြည့် travel cost ဆိုတဲ့ကုန်ကျစရိတ် travel cost expenses account ကိုသွင်းရမယ်$45ကိုသူကဘယ်ထဲကိုမှားပြီးပို့လိုက်လဲဆိုတော့ telephone account ထဲကိုမှားပို့လိုက်တယ်ဒါဆိုလို့ရှိရင် try မှာကတော့ telephone travel cost နေရာမှာ telephone account လို့ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နာမည်လေးပဲမှားသွားတယ်เนาะဒါဆိုလို့ရှိရင်ဒီအမှားကဘာမှားလဲဆိုလို့ရှိရင် error ဆို commission ပေါ့เนาะအကောင့်မှားပါတာ same types လေ type တူတယ် type တူပြီးတော့စရင်ခေါင်းစဉ်လေးလွှဲပြီးတော့မှသူစရင်သွင်းခဲ့မိတာပါနေတာက telephone account အနေနဲ့ပါနေတယ်အမှန်ဆိုလို့ရှိရင် travel cost အနေနဲ့ပါရမှာ travel cost ကို telephone account အနေနဲ့စရင်ပါပြီးထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ trial balance ကညီနေတယ်သို့တော်လည်းပဲ travel cost balance တို့ telephone balance တို့ကအမှားကြီးတွေနဲ့တို့ trial balance မှာပါသွားတာလေအဲဆိုပြန်ပြင်ပြီးတော့လုပ်ပေးရမှာဒီ travel cost မှာအမှန်ထည့်ပေးရမယ်ပြီးတော့မှ telephone account ထဲမှာမှားပြီးဝင်နေတဲ့ဟာကိုပြန်ပြီးတော့ထွက်ပေးရမှာဖြစ်တယ်เนาะဒါက transaction 1အနေနဲ့ဖြစ်တဲ့ဟာနောက်နံပါတ်2ကကြတော့ပြီးတော့မှအကောင့်လေးနဲ့လုပ်မယ်နော်ဟိုတောက်လျှောက်လေးဖတ်သွားလိုက်မယ်နံပါတ်2ကကြတော့ purchase return of $65 was debited to the purchase return account ကဲဒါဆိုဒီတစ်ပိုင်းကိုအရင်ကြည့်မယ် purchase return ဒီဘာ nature လဲ purchase က debit nature ဆိုတော့ purchase return က credit nature ဒါဆိုဟောဒီ$65ကျပ်ဒီ purchase return account မှာ credit side ကဖြစ်ရမှာအမှန်ဆိုရင်ဒါကိုသူကဗမာ debit သွင်းခဲ့တာလဲအဲ့ purchase return account မှာ debit ကြီးသွင်းခဲ့မိတယ်တဲ့ဒါဆိုမှားသွားပြီပေါ့အမှန်က purchase return တို့မြည်ဒီမှာ purchase return account မှာ credit trade pay တွေဘက်မှာ debit ဖြစ်ရမှာလေအဲ့ဒါကိုသူက purchase return မှာ debit ကြီးရိုက်ခဲ့မိတယ်စိုက်မှာပြီးသွင်းခဲ့မိတယ်ပေါ့နောက်တစ်ချမ်းကကြတော့ credit to the trade pay တွေပဲ account နဲ့ trade pay တွေပဲ account မှာ credit ရိုက်ခဲ့မိတယ်တဲ့အမှန်ကိုစဉ်းစားကြည့်လိုက်မယ်အမှန်က purchase sorry အမှန်က purchase return ဆိုရင် purchase return account မှာ credit trade pay တွေပဲ account မှာ debit အဲ့ဒါကိုဒီမှာသူက trade pay တွေပဲမှာ credit သွင်းပြီးတော့ purchase return မှာ debit သွင်းခဲ့မိတယ် site တွေမှားနေတာเนาะ site တွေမှားပြီးတော့မှသွင်းခဲ့မိတာဖြစ်တယ်အဲ့ဒါကြတော့ဘာဖြစ်သွားလဲ errors or reversal entry ဆိုပြီးတော့ site မှားပြီးသွင်းမိတယ်အမှားပေါ့နောက်နံပါတ်3ကကြတော့ cash purchase for envelopes envelope ဆိုတော့စာအိတ်ဆိုတော့ stationery တွေဝယ်တာเนาะ stationery ဝယ်တဲ့ကုန်ကျစရိတ်ဒီ$32ဖြစ်တယ်အဲ့ဒါကိုသူကkeyed into the accounting system accounting system ထဲမှာဘယ်လိုသွင်းခဲ့မိရလဲ$23လို့သွင်းခဲ့မိတာအမှန် amount က32ကျပ်$32အဲ့ဒါကိုသူက$23ဆိုပြီးတော့မှားပြီးတော့စရင်းသွင်းခဲ့မိတယ်เนาะ6ကျပ်ဖြစ်မယ်32ကို23လို့သွင်းခဲ့မိတာဆိုတော့6ကျပ်လိုပြီးတော့စရင်းသွင်းခဲ့မိတယ်ဒါဆိုလို့ရှိရင်ဒါကြတော့ဗာလဲ
စပြီးတော့စရင်သွင်းကြတဲ့ကစရင်ရေးသွင်းတာမှားတာဖြစ်တဲ့အတွက်ကြောင့်မလို့ error ဆို original entry ပေါ့နော်သူကဒီ system နဲ့ကိုစပြီးစရင်ရေးသွင်းကြတဲ့ကမှားနေတာဒါကြောင့်မလို့ error ဆို original entry အမျိုးအစားဖြစ်တယ်အဲဆိုတော့ stationary အကောင့်မှာ32ဖြစ်ရမှာအဲ့ဒီ stationary အကောင့်မှာ23ပဲသွင်းခဲ့မိတာဖြစ်တဲ့အတွက်လိုနေတဲ့6ချက်ကိုထပ်ဖြည့်ပြီးတော့သွင်းပေးလိုက်ရုံပဲနော်နောက်နံပါတ်4ကကျတော့ purchase invoice receive of $360နော် purchase invoice တစ်စောင်$360အဲ့ဒါဒီ including sales tax တဲ့60ကဲ purchase လို့ပြောတော့အဲ့ဒီ sales tax ကဘာဖြစ်သွားလဲရရန်ရှိနော် liabilities အမျိုးအစားနော်အဲ့ဒီ sales tax ကsorry receivable အမျိုးအစားနော် receivable အမျိုးအစားဖြစ်တော့ purchase လို့ပြောရင် purchase မှာ debit သူ့ရဲ့မူရင်း original price ပေါ့ now sales tax ကကြတော့ sales tax ကရရန်ရှိဖြစ်တဲ့အတွက်ကြောင့်မလို့ sales tax အကောင့်မှာ debit 60နော်အဲ့ဆိုဒီထဲမှာ360ထဲမှာ including sales tax က60ပါပြီးသားဖြစ်တဲ့အတွက်ကျန်တဲ့300က purchase ပေါ့ဟုတ်ပြီအဲ့ဒါကိုသူဘယ်လိုဖြစ်နေလဲဆိုတော့ was not recorded in the accounts တဲ့စာရင်းတွေထဲမှာမသွင်းခဲ့ရသေးတာမသွင်းခဲ့ရသေးဘူးဆိုတော့ तू ကတနေရာမှမသွင်းခဲ့ရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဟောဒီအမားဒီ error ဆို omission မေ့ကြံအမားမေ့ပြီးတော့စာရင်းမသွင်းခဲ့မိတာအဲ့တော့တို့တွေကသူမေ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုမှစပြီးစာရင်းသွင်းပြရမယ် purchase အကောင့်မှာ debit 300 sales tax အကောင့်မှာ debit 60အဝယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ trade pay တွေပဲအကောင့်မှာ credit 360ဆိုပြီးတော့စာရင်းသွင်းပြရမှာဖြစ်တယ်ဒါကနံပါတ်4ကဒီချက်ဒီ errors or omission မေ့ကြံမှာဖြစ်ပါတယ်နောက်5ကကျတော့ printer cartridge ဆိုတော့ဒီ print ထုတ်တဲ့ printer ထဲမှာထည့်တဲ့မှင်ချောင်းလေအဲ့ဒီ cartridge expense ကဘယ်လောက်လဲ$16ဖြစ်ပါတယ် is posted to the office equipment account အဲ့ဒီ expense ကိုသူကဗမာ post လုပ်ခဲ့တာလဲစာရင်းသွင်းခဲ့တာလဲဆိုတော့ office equipment account ဆိုတဲ့ SSG မှာစာရင်းသွင်းခဲ့မိတာဒါဆိုလို့ရှိရင်ဘာမှားသွားပြီလဲဇရိတ်ကိုဇရိတ်ထဲမသွားဘဲနဲ့ SS အနေနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့် principal နော်စီမင်းစည်းကမ်းမူဝါဒတွေမှားကုန်ပြီသူသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းဇရိတ်ဆိုဇရိတ်ချပါ SS ဆို SS သွင်းပါဆိုတဲ့ principal ကိုသူကချိုးဖောက်လိုက်တာဖြစ်တဲ့အတွက်ဒီအမှားဒီ errors of principal ဖြစ်တယ်အဲဆိုတော့သူကပြန်ပြီးတော့ expense cartridge expense မှာပြန်ထွက်sorry ပြန်သွင်းပြီးတော့မှ office equipment account ကနေပြန်ထုတ်အဲ့လိုမျိုးလုပ်ပေးရမှာเนาะဒါကဒီအမှားကကြတော့ errors of principal ဖြစ်တယ် now question 6က number 6က petty cash payment for stationery expenses stationery expenses အတွက် petty cash ကိုထည့်ပေးလိုက်တာ$12အဲ့ဒါကို have been recorded as debit suspense and credit petty cash ကဲသူက suspend မှာ debit သွင်းလိုက်တယ်တဲ့ petty cash မှာ credit သွင်းလိုက်တယ်တဲ့ this entry was made as the bookkeeper was unsure of the individual expense account to debit ဒီ bookkeeper ကသူက debit side ကိုသွင်းရမယ့်ဟာကဘယ်တဲကိုထည့်ရမှမသိတဲ့အတွက်ကြောင့်မို့သူက suspend account တွေကိုထည့်ခဲ့မိတာဒါကြောင့်မလို့တို့ကအဲ့ဒီ suspend ထဲမှာဝင်နေတဲ့ဟာကိုပြန်ထုတ်ပြီးတော့မှ stationery expense အတွက်ပေးတာလေ petty cash stationery expense အတွက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ stationery expense account မှာ debit ဆိုပြီးတော့မှဒီ suspend account မှာပြန်ထွက်ပေးရမယ် credit နဲ့သူက petty cash ကနေထွက်တာဖြစ်တဲ့အတွက် petty cash မှာတော့ credit ဆိုပြီးသူအမှန်နေတယ်အဲ့တော့ तू ကဒီဇရိတ် stationery ဇရိတ်ကို stationery တွေကိုထည့်ရမယ်မသိတော့ तू ကဘယ်ကိုသွားရမလဲ तू မသိချဘူးမသိချတဲ့အတွက်ကြောင့်မလို့ suspend account ဖွင့်ပြီးတော့ तू က suspend account ဖွင့်ထားပေးလိုက်တာဖွင့်ထားပေးပြီးတော့မှ तू တနေရာမှာ debit သွားမယ်ဟာမသိလို့ suspend နဲ့ကို तू ထည့်ပေးတာဖြစ်တယ်ဟုတ်ပြီဒါဆိုတို့ကဒါလေးကိုဒီဟာကျတော့ဘာဖြစ်သွားလဲतू ကdebit side မှာ omitted ဖြစ်သွားတာပေါ့နော် credit ကမှန်တယ် debit side မှာ omitted ဖြစ်သွားတာ omitted debit side debit side အတွက် तू ကမိကြံအမှားဖြစ်သွားတာเนาะတချမ်းပဲမှားတာเนาะဟုတ်ပြီဒါဆိုတော့တို့ကဒါလေးကို Excel လေးကိုသွားမယ်เนาะဒီဘက် channel လေးမှာလောက်ထားတာဟုတ်ပြီဒါဆိုတော့1 to 6လေးကိုဒီဘက်ကိုပို့ထားပေးရအဲ့ဆိုတို့တွေကဒီ error တွေလောက်တော့မယ်ဆိုလို့ရှိရင် error လေးတွေကိုပြန်ပြီးတော့အမှန်ပြန်ပြင်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးစဉ်းစားမယ့်ချက်ကလေးကဒါမျိုးလေးအရင်စဉ်းစားလိုက်အဲ့ဒါဆိုလို့ရှိရင်တို့ကမမားတော့ဘူးเนาะသူအဆင့်လိုက်လေနံပါတ်1အဆင့်ဘာလုပ်ရမလဲဆိုလို့ရှိရင်သူပေးထားတဲ့ transaction ကိုတို့က double entry ကိုအမှန်ကိုစဉ်းစားမယ်
နော်အမှန်ဆိုတာတနေရာမှာ debit တနေရာမှာ credit ဆိုတဲ့ဟာကိုအမှန် transaction ကိုတို့ကစဉ်းစားမှာပထမဆုံးစဉ်းစားလိုက်တဲ့အဆင့်နောက်နံပါတ်2အဆင့်အရဘာလို့မလဲဆိုလို့ရှိရင်အမားကိုချရေးမယ်သူမားထားတဲ့အတိုင်းသူသွင်းထားတဲ့အတိုင်းတို့ကချပြီးတော့ရေးလိုက်မယ်ပြောရရင်တော့သူစရင်သွင်းတဲ့အတိုင်းတို့လိုက်ပြီးစရင်သွင်းပေးမယ်ပေါ့နောက်နံပါတ်3ကကျတော့အဲ့ဒီသူမားပြီးမှသွင်းထားတဲ့အမားကိုတို့ကပြန်ပြီးတော့ဖယ်ထုတ်မှာဘယ်လိုပြန်ဖယ်ထုတ်မလဲသူ debit မှာသွင်းထားရင် credit side ကပြန်ထုတ်လိုက်ဒါဆို debit နဲ့ credit နဲ့ကြည်ဝိုင်းလေ credit မှာသွင်းထားရင် debit side ကနေပြန်ဖယ်ထုတ်လိုက်အမှ credit နဲ့ debit ကြည်ဝိုင်းနိုင်မယ်နော်ပြီးတော့မှနောက်ဆုံးအဆင့်ဖြစ်တဲ့အမှန်ကိုပြင်ရမယ် transaction ကတို့ကအမားကိုပြင်ပါတယ်ဆိုမှနောက်ဆုံးအမှန်ကိုပြန်ပြင်ပေးရမှာပေါ့နော်နောက်ဆုံးအဆင့်ဟုတ်ပြီဒါဆိုပြန်ပြောမယ်ဒီ error လေးတွေလုပ်မယ်ဆိုလို့ရှိရင်နံပါတ်1အမှန်ကိုစဉ်းစားမယ်နံပါတ်2အမားကိုချရေးမယ်နံပါတ်3အမားကိုပြန်ဖယ်ထုတ်မယ်နော်နောက်ဆုံးအဆင့်နံပါတ်4အမှန်ကိုပြင်မယ်အမှန်ကိုစရင်ထည့်လိုက်မှာပေါ့အဲကြတော့မှတို့ရဲ့စရင်လက်ကျန်တွေကမှန်ပြီးတော့ trial balance ကလည်းအမှန်ဖြစ်နေမှာဖြစ်တယ်ဟုတ်ပြီဒီမှာဆိုကြည့်မယ်နံပါတ်1 travel cost $45ဒီသူကဘယ်ထဲကိုထည့်ခဲ့မလဲတယ်လီဖုန်းအကောင့်ထဲကိုမှားပြီးတော့ထည့်ခဲ့မိတယ်တဲ့ဒါဆိုနံပါတ်1တို့အမှန်ကိုစဉ်းစားမယ်အမှန်ကိုစဉ်းစားမယ်ဆိုတော့အမှန်ဒီ travel cost ရဲ့စရိတ်လေဒါကြောင့်မလို့ travel cost မှာ debit ဆိုပြီးအမှန်ကိုစဉ်းစားလိုက်နောက်တစ်ခုတနေရာမှာ debit ဆိုရင်နောက်တနေရာမှာ credit မလားပုံမှန်အားဖြင့် travel cost မှာ debit $45 bank or cash ဘတ်နဲ့ပေးရင်ဘတ်မှာ credit ပေါ့$45ဒါပေမဲ့ तू ကတချမ်းအကြောင်းမပြောရဲဆိုတော့အဲ့ဒီဘတ်အကောင့်ကြီးမှန်နေတယ်ဒါပေမဲ့မြင်သာအောင်လုပ်ကြည့်မယ်ဆိုလို့ရင်တို့ဒီမှာဘတ်လေးပါထည့်လိုက်ပေါ့နော်ဘတ်အကောင့်လေးပါတို့ဆွဲလိုက်မယ်ဒါဆိုရင်ဒီကောင်လေးကဘတ်အကောင့်ပြင်မယ်အမှန်ကိုစဉ်းစားမယ်ဆိုတော့ travel cost မှာ debit bank or cash ပေါ့နော်ဒါဘတ်ဒီမှာဘတ်မေးလိုက်မယ်ဘတ်မှာ credit ဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားမယ်အမှန်ကိုစဉ်းစားတယ်ဆိုတော့တို့ကဒါမျိုးလေးပဲအမှန်ချက်ကလေးနဲ့ tick လေးလုပ်လိုက်မယ်နော်ကဲဒါဆိုတော့ travel cost မှာ debit bank account မှာ credit ဆိုပြီးတော့အမှန်ကိုစဉ်းစားလိုက်ပြီကဲပြီးတော့မှအမားကိုချရေးမယ်နော်အမားကိုချရေးမယ်ဆိုတော့ तू ကဘယ်လိုမားလိုက်တယ်လဲအဲ့ဒီ$45ကိုတယ်လီဖုန်းအကောင့်ထဲကို तू ထည့်ခဲ့မိတာတဲ့ဒါဆိုတော့ तू ထည့်ခဲ့မိလို့ဆိုထည့်ခဲ့မိတဲ့အတိုင်း$45ဆိုပြီး तू ဒီမှာထည့်မယ်နော်အမှန်ကိုစဉ်းစားမယ်အမားကိုချရေးမယ်တယ်လီဖုန်းအကောင့်ထဲမှာသွင်းခဲ့မိတယ်သူကဒီလိုသွင်းလာဖြစ်မယ်တယ်လီဖုန်းအကောင့်မှာ debit ဘဏ်အကောင့်မှာ credit ဆိုပြီးသူသွင်းခဲ့မှာပေါ့ဒါဆိုဘဏ်အကောင့်မှာ credit တာသွင်းနေဆိုဘဏ်ကမှန်နေတယ်လေဘဏ်တစ်ချမ်းမှန်တယ်မမှန်တာဒီနှစ်ခုမှားနေတာပေါ့အဲဆိုတော့အမှန်ကိုစဉ်းစားတော့တယ်လီဖုန်းအကောင့်မှာ debit ဘဏ်အကောင့်မှာ credit အမားကိုချရေးတော့ဒီမှာတယ်လီဖုန်းအကောင့်မှာသူ debit ဆိုပြီးသွင်းခဲ့မိတယ်ဟုတ်ပြီအမှန်ကိုစဉ်းစားတယ်အမားကိုချရေးမယ်ပြီးရင်အဲ့အမားကိုပြန်ဖယ်ထုတ်မယ်ပြန်ဖယ်ထုတ်မယ်ဆိုတော့တို့ကစန့်ကျင်ဘက်ဆိုင်နဲ့ထုတ်ရမှာလေအဲ့ဆိုတော့တယ်လီဖုန်းအကောင့်မှာ45ပြန်ထွက်ပေးပြီးမှဒီ credit သွင်းပြီးလို့ရှိရင်နောက်တနေရာ debit သွားစရာဒီမှာရှိရလေအမှန်ကဒီမှာ travel cost ကိုသွင်းရမှာဖြစ်တဲ့အတွက်အမှန်ကိုစဉ်းစားတယ်ဒီမှာတစ်ချက်အမားကိုချရေးတယ်ဒီမှာအဆင့်နဲ့အဆင့်3အမားကိုဖယ်ထုတ်တယ်နော်အမားကိုဖယ်ထုတ်တယ်ဖယ်ထုတ်ပြီးတော့အဆင့်4ဒီမှာအမှန်ကိုထည့်လိုက်တယ်အမှန်ပြင်လိုက်တယ်ဒါဆိုတော့ဒီမှာတယ်လီဖုန်းအကောင့်ကသူသွင်းထားတဲ့ debit ကို credit နဲ့ပြန်ထွက်ပြီးတော့ဒီကောင်ကကြေသွားတယ်ဟုတ်လားဒီကောင်ကြေသွားတယ်အဆင်ပြင်လိုက်တော့တို့အစိမ်းရောင်လေးနဲ့လုပ်လိုက်ကြေသွားတယ်ဒီမှာအမှန်ကိုထည့်ပေးလိုက်တော့မရှိသေးတဲ့ debit မှာဒီမှာထည့်ပေးလိုက်တာအဲ့လိုမျိုးပြင်လိုက်တယ်ဆိုတာကိုတို့က error တွေကိုပြင်တယ်လို့ခေါ်တယ်တကယ်တော့တို့လာဆောက်တဲ့မှာရေးဒါမျိုးလေးဒါတို့ကပြင်ဆင်ချက်တစ်ခုကျွန်တော်တို့ငယ်တော့ဆရာမဒါမျိုးလေးမှတ်ပေးရကိုပြင်လိုက်တယ်စောက်တယ်မှာဆိုဒါလေးကိုဒီလိုလေးတော့ဝိုင်းလေးဝိုင်းလိုက်တယ်ကျွန်မတို့မှာဝိုင်းမို့တော့မညီလို့မဝိုင်းတော့ဒီလိုမျိုးလေးလုပ်ပြီးအဲ့အမားလေးကိုအဲ့လိုကိုပြင်လိုက်တဲ့ပြင်ဆင်ချက်2ချက်အဲ့လိုမျိုးလေးအဲ့ဒီပြင်ဆင်လိုက်တဲ့ပြင်ဆင်ချက်2ချက်အတိုင်းတို့ကတို့ရဲ့ trial balance မှာသွားသွင်းမှာနော်ကျွန်မဒီမှာ trial balance လေးဆွဲလိုက်မယ်ပေါ့မင်းတို့ဒါလေးစင်းနေလောက်ထားမှာမိသွားတယ်ကျွန်မကူတလို့ပေါ့ရုံမှုလေးဖြစ်နေတယ်ကဲ trial balance ဆိုတာ debit နေချရှိတဲ့ကောင် debit ကိုသွားတယ် credit နေချရှိတဲ့ကောင် credit ကိုသွားတယ်ဒါတို့ရဲ့sorry trial balance မဟုတ်ပါဘူး journal entries เนาะ journal entry အမားတွေပြင်တဲ့အကြောင်းအရာကိုတို့က journal ရိုက်ပြီးတော့အမားပြင်ဆင်ချက်လုပ်မှာပြောချင်တာတွေများပြီးတော့เนาะ journal entry ဆိုဒီမှာလဲ debit ရှိမယ် credit ရှိမယ်ဆိုပြီးပြောတယ်လေပြီးလို့ရှိရင် account ခေါင်းစဉ်လေးတွေကိုပြင်ဆင်လိုက်တဲ့ account ခေါင်းစဉ်တွေအတိုင်းပြင်ပြီးတော့ debit credit ကိုပြန်ပြီးတော့မှ
လုပ်လိုက်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့တို့ကဘယ်လိုထည့်လိုက်ပြီလဲအရင်ဆုံးပြန်ပြင်ဆင်လိုက်တာဒီ travel cost အကောင့်မှာ debit ဘယ်လောက်ထည့်လိုက်လဲ45နောက်တစ်ခုကကြတော့ဘာမှထည့်လိုက်တယ်တယ်လီဖုန်းကနေပြန်ထွက်တာလေတယ်လီဖုန်းကောင်မှာ credit ဆိုပြီးတော့45ကဲတို့က journal entry ရိုက်တယ်ဆိုလို့ရှိရင်အရှိမတွေကသူကဒီမှာdescription narrative အနှစ်ချုပ်လေးရေးပေးရတယ်ပြောရရင်တော့ reason ပေါ့ဒီလိုမျိုး debit credit ရိုက်လိုက်တာ journal entries သုံးပြီးတော့ debit credit ရိုက်လိုက်တာဘာကြောင့်ရိုက်လိုက်လဲဆိုတော့အနှစ်ချုပ် narrative အကြောင်းအရာ reason ကိုရေးပေးရတာဖြစ်တယ်အခုတို့ကဘာလုပ်လိုက်တာလဲအမားမြင်လိုက်တာဒီအမားကဘာအမားလဲ same type အမျိုးအစားတူပြီးတော့စရင်ကောင်းစဉ်လွဲသွားတာဒီ errors or commission errors or commission ကိုတို့ errors or commission ကိုပြင်ပေးလိုက်တာဖြစ်တယ်အဲ့လိုလေးပဲရေးပေးရတာနော်ဒါဆိုနံပါတ်1ပြီးသွားပြီထားလိုက်ပါတော့ဒါနံပါတ်1ပြီးသွားပြီနော်ပြီးတော့နောက်တစ်ခါနံပါတ်2လဲကြတော့ဘာလဲဆိုရင် purchase return 65ဒေါ်လာကို purchase return မှာ debit သွင်းခဲ့တယ် trade pay တွေပဲအကောင့်မှာ credit သွင်းခဲ့တယ်ဟုတ်ပြီဒါဆိုရင်အကောင့်လေးတွေဆွဲကြည့်မယ်ဒီလိုပဲဒီအကောင့်လေးတွေဒါနံပါတ်2အတွက်မလေးနှစ်ကြည့်ပြပြနေမြန်မာစာပြောင်းတာလားမသိဟုတ်ပါနံပါတ်2ကျင်းနဲ့အိမ်မငိုင်းနဲ့နော်ကဲ purchase return ရဲ့ trade pay တွေပဲရဲ့မှန်တော့လေနောက်ထပ်ဟာတွေလည်းတင်ပေးခြင်းသေးတယ်တော့အချိန်ကကိုကသူများကိုပြောပြမယ်ဆိုလို့ရှင်ကိုလည်းစာပြန်ကြည့်ရတာလေကိုလည်းဒီမှာတခြားစာတွေရတယ်လောက်ရသေးတယ်ဆိုတော့ကြောင်တောင်နေဖြစ်နေအဲ့လိုအချိန်ရလည်းမရဘူးခလေးကိစ္စနဲ့ဆိုတော့လေခလေးကိစ္စအိမ်ကိစ္စနဲ့ဆိုတော့ဒါပေမဲ့ရတဲ့အချိန်လေးတော့ကျွန်မရတဲ့လောက်လေးတော့တင်ပေးသွားမယ်အုတ်တစ်ချက်သေးတဲ့ပွင့်ပေါ့နော်အဆင်ပြေတဲ့လူတွေအတွက်အဆင်ပြေမှာပါရပြီးသားသူတွေကတော့ဒါလေးတွေကတော့ခလေးကစားတယ်လို့ပဲပေါ့ purchase return အကောင့်ရဲ့တို့ကအဝယ်ဆိုတော့ trade pay တွေပဲအကောင့်ပေါ့စာကလုံးဝမလုံနိုင်ရင်တော့မှနည်းနည်းစီလုံသွားသိလားဟိုဘာပဲရွေ့နေတယ်ဆိုတဲ့ဟာလေးနဲ့ကိုပြန်ပြီးတော့ဟာဖြစ်တယ်ပေါ့နော်ကိုစိတ်တက်မကြတော့ဘူးပေါ့ဒါဆိုရင်တနေ့ကိုအများကြီးမလုံနိုင်ပေမဲ့လို့နိုင်ဝက်တနာရီတော့လှုပ်ဖြစ်အောင်တော့ကိုတော့ကိုစိတ်ကိုတိဆောက်တယ်အဲ့ဒါတွေကတနေ့တစ်ချိန်ရရင်လည်းအကျိုးဖြစ်မှာပါဟိုဒီစာမှမဟုတ်ဘူးဘာစာပဲဖြစ်ဖြစ်ကိုအာယုံရတဲ့စာလုပ်ဘာစာပဲဖြစ်စာဆိုရင်ပြီးရောအကုန်လုပ်ကိုဖတ်ချင်တဲ့ဟာတစ်ခုလည်းဖတ်နေလိုက်အဲ့လိုမျိုးကိုအားနေအောင်မနေနဲ့အားနေအောင်နေအခုဒီကာလာကြီးကခေါင်းတောက်ကြောင်တောင်နေဖြစ်နိုင်တဲ့အနေအထားကြီးပေါ့နော်အဲ့ဒါမျိုးကိုအားအောင်မနေနဲ့ကဲဒါဆိုတော့ purchase return amount ဘယ်လောက်လဲ65ဒေါ်လာအမှန်ကိုစဉ်းစားမယ် purchase return ဆိုဒီမှာ trade pay တွေပဲမှာ debit purchase return မှာ credit အမှန်ကိုစဉ်းစားလိုက်ပြီကဲအမားကိုချရင်းမယ်သူကဒီမှာအမားက purchase return မှာ65လို့သွင်းခဲ့မိပြီးတော့ trade pay တွေပဲမှာ65လို့အဲ့လိုကြီးထွက်ခဲ့မိတာဝင်းကလောနော်ဒါဆိုတော့ purchase return မှာ debit trade pay တွေမှာ credit လို့သွင်းခဲ့မိတယ်ဒါဆိုတော့အမှန်ကိုစဉ်းစားပြီးပြီအမားကိုချရေးတယ်အဆင့်3အဲ့ဒီအမားကိုပြန်ဖယ်ထုတ်မယ်ဆိုဆန့်ကျင်ဘက်ဆိုင်ရထုတ်မယ်
ထုတ်မယ်ဆိုတော့ debit သွင်းထားတဲ့အကောင်ကိုဒီမှာ credit မှာ65ထုတ်လိုက်တနေရာမှာ debit ရှိရင်ဒါပြင်လိုက်တာနော်ဒါဖယ်ထုတ်လိုက်တာတနေရာမှာ debit ရှိရင်နောက်တနေရာမှာ credit ရှိမယ်သွားစရာရှိသလားဒီမှာဒီကောင်ကလည်းသူ့ကိုပြန်ဖယ်ထုတ်မယ်ဆိုလို့ရှိရင်65အဲ့လိုဖယ်ထုတ်လိုက်တယ်ဆိုလို့ရှိရင်တို့ကဖယ်ထုတ်ပြီးသွားရင်ဒီမှာသွားမဲ့ debit နဲ့ credit နှစ်ခုကတကြောင်းပြီးသွားပြီအမှန်ကိုစဉ်းစားတယ်အမားကိုဖယ်ထုတ်တယ်ဒါဖယ်ထုတ်တဲ့အဆင့်ပဲရှိသေးတယ်နော်ပြီးရင်ဘာလုပ်မလဲအမှန်ထည့်ပေးရမယ်အမှန်ကဘာလဲအမှန်က purchase return မှာ65 trade payable မှာ65အခုမှတို့ကအမှန်ကိုထည့်တဲ့အဆင့်အမှန်လေးကိုတော့တို့ကအစိမ်းလေးနဲ့လုပ်လိုက်ပါတွေ့လားပထမဟာမှာတော့ကတို့ကတစ်ကြိမ်ပဲလုပ်ရတယ်ဒီကောင်လေးကျတော့နှစ်ကြိမ်ဖြစ်သွားတယ်ဘာကြောင့်လဲ तू က site မှာပြီးသွင်းမိတာကို site မှာပြီးသွင်းပြီးတော့ပထမမားတဲ့ site ကိုပြန်ထွက်နောက်တစ်ခါအစ်စ်အမှန်ကိုပြန်ထည့်အဲ့ဆိုတော့နှစ်ခါဖြစ်သွားတာမှတ်ထားအဲ့ဆိုလို့ရှင် site မှာရဲ့နှစ်ဆဆိုပြီးတော့လုပ်ရတာဒီမှာလေသွင်းတာတစ်ကြိမ်နဲ့ပြန်လုပ်ရတော့နှစ်ဆဆိုပြီးဖြစ်သွားတာเนาะအဲ့လိုမျိုးလေးsite မှာရဲ့နှစ်ဆဆိုပြီးဖြစ်တယ်ဒါဆိုတို့ပြင်ပေးလိုက်ရတဲ့ဟာလေးကဒီမှာဒီကောင်လေးရောဒီကောင်လေးရောပေါ့ဒီအပေါ်ကအစိမ်းလေးကအမှန်အောက်ကအနီးကကျတော့အမားကိုပြန်ပြင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ site မှာတော့တို့ကနှစ်ဆဖြစ်သွားတာเนาะဒီမှာတို့ပြင်ပေးလိုက်တာကပြင်းအောင်ပြင်းသွားတယ်ဓာကြီးကိုဆွဲရမှာပြင်းအောင်ပြင်းသွားတယ်ဖြတ်လိုက်တော့အဲ့လိုမညှိကျင်တာပေါ့နော်ဟုတ်ပြီဒါဘလာဆောင်နဲ့ဆိုကိုယ့်အနေကိုဒီမှာမြင်းလေးတစ်ကြောင်ထပ်ဆွဲလိုက်နော်အစိမ်းလေးနှစ်ခုတန်းဆွဲလိုက်နော်ဟိုအကွက်ကိုရွှေ့ပြီးတော့လှုပ်လိုက်ရတယ်နည်းနည်းဝေးလေးလှုပ်လိုက်ပေါ့ဝေးလေးလှုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုလေးဆွဲလို့ရသွားမှာပေါ့အဲ့တော့တို့ရဲ့ပြင်ဆင်ချက်ကဒါမှာနော်ဒီလိုလေးဖြစ်သွားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပထမဆုံး purchase return နဲ့ trade payable အကောင့်အဲ့ဒါကိုမှအမှန်ကိုစဉ်းစားတယ်ပြီးအမားကိုချရေးတယ်အမားကိုချရေးပြီးတော့အဲ့ဒီအမားကိုပြန်ဖယ်ထုတ်တယ်ဒီမှာတစ်ချက်ပြင်ပြီးပြီနောက်တစ်ချက်ကကြတော့ဗာလဲအမှန်ကိုထည့်ပေးလိုက်တယ်အဲဆိုတော့တို့က journal entry ကိုရိုက်ပေးရမယ် journal ရိုက်ပဲပေါ့တကယ်လို့တော့မှဆို journal ရိုက်တယ်ပေါ့အဲ့လိုမျိုးလေးအသုံးပြုတာပေါ့နော်ကဲဒါဆိုတော့တို့သွင်းပေးလိုက်တာတို့ပြင်ပေးလိုက်တာဘာရဲ့လဲ purchase return အကောင့်မှာ credit debit ကိုတို့အရင်ရေးမယ်နော် debit ကိုပဲတို့ကအရင်ရေးတော့မယ် debit ကိုအရင်ရေးမယ်ဆိုတော့ trade pay လေးပဲtrade pay လေးပဲအကောင့်မှာ65တစ်ကြိမ်ပြီးတဲ့အခါမှာ purchase return အကောင့်မှာ65တစ်ကြိမ်ဒါတစ်ချက်နောက်တစ်ခါကျတော့ဘာကြီးလဲ trade pay ထဲမှာတစ်ခါနှစ်ခါရရင်လည်းရတယ်ဒါပေမဲ့အမောင့်ကိုတစ်ခါရထည့်လည်းရတယ်နော်65ပေါင်း65ပေါ့တို့ကနှစ်ချက်သွင်းခဲ့တာကိုအဲ့ဒါဆိုတော့ trade pay တွေပဲမှာ debit 130 purchase return မှာ credit 130ဆိုပြီးတော့သွင်းခဲ့တယ်ကဲအဲ့ဒီကဘာလဲစိုက်မှာပြီးသွင်းထားတာ error of reversal entryဘာ error လဲဆိုတော့အပေါ်မှာtheory လေးမှာသူပြောထားပြီးသားเนาะအဲ့ဒါနဲ့ပြန်ပြီးတော့တွဲကြည့်မယ်เนาะerrors of reversal entry ဖြစ်ပါတယ်နံပါတ်2အချက်ကနောက်တစ်ခုနံပါတ်3ကျတော့ပါလဲစာအိတ်ဝယ်တာ stationery expense ပေါ့အဲ့ဒါ32ကျပ်
အဲ့ဒါကို32ဒေါ်လာအဲ့ဒါကို accounting system ထဲမှာ23လို့သွင်းခဲ့မိတာဒါဆိုလိုနေတာလေးပဲသွင်းပေးရုံပဲเนาะတခါတည်းမိတ်တူဥသွားမယ်နံပါတ်3ကျမတို့ရဲ့စီးရင်ငိုင်းလို့ဆိုတာအာကုသို့နဲတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်တွေကဒီထဲမှာပဲအာယုံစုစည်းထားတာလေအဲ့ဒါဆိုတော့အဆင်ပြေတာပေါ့နော်ဟုတ်ပြီဒါဆိုရင်တို့ကဘာလဲ stationery expense envelope ဝယ်တာ stationery expense account ရယ်တို့ကဝင်လိုက်မယ် stationery expense account ရယ်ဘာအကောင့်လဲဘဏ်က cash ပေါ့နော်အသေးသုံးဆိုတော့ကျွန်မ petty cash လို့ပဲရေးလိုက်တော့မယ်နော်အသေးသုံးဆိုတော့ဒီအစာရေးဝယ်တာလို့ဘာလို့ petty cash တွေကတို့စရင်ထွက်ရမယ်လို့ပြောထားတာလေအဲ့ဒါကြောင့်မလို့တို့က petty cash account ကိုအကောင့်မှာထွက်မယ်လို့ပဲစဉ်းစားပြီးတော့ stationery expense account မှာ debit စဉ်းစားမယ်နော်အဆင့်1အမှန်ကိုစဉ်းစားမယ်နောက်တစ်ခုက petty cash account petty cash account မှာ credit ဆိုပြီးတော့တို့တွေစဉ်းစားလိုက်ပြီကဲအမှန်ကိုစဉ်းစားမယ်အမှားကိုခြရေးမယ်အမားကိုချရေးမယ်ဆိုတော့အမားက32ဒေါ်လာကိုသူဘယ်လိုသွင်းလိုက်တာလဲ23လို့ပဲ23လို့ပဲသွင်းလိုက်တာနော်23လို့ပဲသူသွင်းခဲ့မိတာဒါဆိုတော့အမှန်ကိုစဉ်းစားအမားကိုချရေး23 petty cash မှာ23သူ့ရဲ့ accounting system မှာစပြီးစဉ်းသွင်းတဲ့ error ဆို original entry စစင်းသွင်းကြတဲ့ကသူကမှားခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အမှားအတိုင်းတို့တွေကစရင်အမှားတိုင်းထည့်ပေးမယ်အိတ်ငိုက်နေပြီလားအိတ်မငိုက်နေနော်ဟုတ်ပြီဒါဆိုတော့အမှန်ကိုစဉ်းစားတယ်အမှားကိုချရေးတယ်ပြီးတော့မှအမှားကိုဖယ်ထုတ်မှာဆိုတော့တို့ကဖယ်ထုတ်တယ်ဆိုပိုသွားမှသာဖယ်ထုတ်ရတာအခုကဖယ်ထုတ်တဲ့အဆင့်မရှိတော့ဘူးဘာဖြစ်လို့လဲထုတ်เสียမှမလို့တာလိုနေတဲ့အမောင့်လေဒါဆိုတော့လိုနေတဲ့အမောင့်က23နဲ့30ဆို9လားလောက်ကြည့်ပါဦးမလေးမှားပါဆိုလို့နော်6ချက်လိုသွားတာအမှန်ကိုထည့်မယ်တို့ကဒီမှာအမားကိုဖယ်ထုတ်တဲ့အဆင့်မဟုတ်တော့ဘူးအမှန်ကိုသွင်းပေးရမယ့်အဆင့်ကိုရောက်သွားတယ်နော်ပိုသွင်းမိတာလားဆိုရင်အမားကိုဖယ်ထုတ်ပေးအောင်အခုကဖယ်ထုတ်လို့မရဘူးဖယ်ထုတ်စရာမရှိတော့အမှန်ကိုစဉ်းစားမယ်အမားကိုဖယ်ထုတ်တာကိုကြော်နောက်ဆုံးအဆင့်အမှန်ကိုထည့်မယ်ဆိုတော့ဒီမှာလိုနေတဲ့6ချက်stationery expense မှာ debit ဒီမှာ petty cash account မှာ credit ဟုတ်လားဒီမှာဒါတို့ရဲ့ပြင်ဆင်တဲ့ဟာလေးနှစ်ခုကိုတနေရာမှာ debit တနေရာမှာ credit သူ့အရင် okay နေပြီနော်ဒါပြင်ဆင်ချက်ဟုတ်လားအဲ့ဒါဆိုတော့တို့ရဲ့ journal entries ကဘယ်လိုဖြစ်မလဲဗမာ debit ဗမာ credit တွေလဲ stationery expense မှာ debit stationery expense မှာ debit 9ဒေါ်လာပြီးတော့မှ petty cash account မှာ credit 9ဒေါ်လာအဲ့ဒါကတို့ကဘာကိုပြင်လိုက်တာလဲ error of original entry system ထဲမှာကိုကစသွင်းကြတဲ့ကသူမားနေတာoriginal entries နော်နံပါတ်3နောက်နံပါတ်4နံပါတ်4ကဘာလဲပြန်ကြည့်မယ် purchase invoice $360 including sales tax was not recorded in accounts နော် accounts မှာ S ပါတယ်ဘယ် account မှာမှ तू ကစာရင်းမသွင်းရသေးတာစာရင်းမသွင်းရဆိုလုံးဝကိုမသွင်းခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒါဒီ error of omission မေ့ကြံအမှားမေ့သွားတာနော်အဲဆိုတော့နံပါတ်4ကိုသွင်းမယ်ဘယ်လောက်လဲ360နော်အမောင်းက360အဲဆိုတော့အဝယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ purchase account လဲဖွင့်မယ်
status လဲပါတာဖြစ်တဲ့အတွက် status လဲဖွင့်မယ်အဝယ်မို့လို့ trade payable account လဲဖွင့်မယ်အယောင်းဆိုလို့ရှိရင်တော့ trade receivable ပေါ့နော်SCI level 1 2မှာဆိုလို့ရှိရင်စိတ်ညစ်ရတဲ့အခန်းကဒီ error ရဲ့ပါလဲ error ရဲ့ depreciation လေ depreciation တို့ accumulated depreciation တို့မသိခင်အချိန်တော့အရန်စိတ်ညစ်ဖို့ကောင်းတော့နော်ဒါပေမဲ့သိတော့လည်းဘာမှမဟုတ်ပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင် purchase account လဲဖွင့်မယ်ပြီးလို့ရှိရင် status ကဒီနေရာမှာအဝယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကဝယ်တဲ့အချိန်မှာအခွန်နေဆောင်ပေးနေတာပြီးရင်တို့ကပြန်ပြီး claim ဝင်ရှိတယ် status မှာ receivable ဖြစ်တယ်နော် status account ဖွင့်မယ်ပြီးတဲ့အခါမှာ stationery purchase ရယ် trade payable ပဲအကောင့်ဒီမှာပြောတာအရင်နေတယ်ဆိုရင်ကိုယ့်ဘာကိုကြည့်တဲ့အချိန်ကြလို့ရှိရင်ဗာလဲမြန်အောင်လေကိုယ့်ရဲ့ဒီ speed ကိုအမြန်လုပ်ပြီးကြည့်နော်ဒီတိုင်းနဲ့ဆိုလို့ရှိရင်ဒီ flow ကိုသာကြည့်နေအိတ်ငိုင်မှာသိကြတယ်ပြင်းနေမှာဆိုလို့နော်ဒီမှာအိတ်စဲနဲ့လည်းလောက်တာဖြစ်တဲ့အတွက်နည်းနည်းလေးကြာနေတာပြင်းနေမှာဆိုလို့နော်အရှိန်ကိုမြန်ပြီးတော့သာကြည့်လိုက်တော့နော်ဟိုနံပါတ်4ဆိုတော့မှန်ပါတယ်နံပါတ်4ဒါကဟို purchase account လို့ရတယ်โอ้ဘွားနံပါတ်3ကိုသွားပြင်နေတာ sorry ဒါကြီးဒီမှာသွားပြင်နေတာဒါအမှန်တော့မဟုတ်ဘူးเนาะဒါပထမဟိုဟာကြီး stationery အကောင့်ကြီးတည်းရဘောနဲ့အောက်နဲ့မားပြီးဒါဘာမဟုတ်ဘူးเนาะဒါ stationery express ကိုမားဖြတ်မိလို့เนาะဒါ petty cash ဒါမှဖြစ်မှာနံပါတ်4မှာနံပါတ်4အတွက်အကောင့်3ခုဖွင့်ရမယ် purchase account နောက် sales tax account sales tax account နောက်တစ်ခုကကျတော့အဝယ်ဖြစ်တဲ့ကြောင့် trade payable account ကဲအမှန်ကိုစဉ်းစားမယ်အမှန်ကိုစဉ်းစားတော့ purchase account မှာ debit เนาะ sales tax account မှာရရန်ရှိ debit သူ့ရဲ့ sales tax အကြောင်းအရာနဲ့เนาะ purchase account မှာ debit sales tax account မှာ debit trade payable မှာ credit အမှန်ကိုစဉ်းစားလိုက်တယ်အမားကိုချရေးမယ်ဒီနေရာမှာအမားကိုချရေးစရာမရှိဘူး तू အမားကိုမမထားတာ तू မားတဲ့အမားလုံးဝမသွင်းပေးရသေးတာ omitted ဖြစ်နေတာဟုတ်လားမှားပြီးတော့ omitted ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အမား omitted error omission မှားပြီးတော့မေ့ကြံခဲ့တာမေ့ကြံအမားဖြစ်တဲ့အတွက်ကြောင့်မလို့အမှန်ကိုစဉ်းစားတယ်အမားကိုဖယ်ထုတ်မယ်ဆိုတော့ तू ကမသွင်းခဲ့ရသေးတာဖြစ်တဲ့အတွက်အမားကိုဖယ်ထုတ်စရာမလိုဘူးနောက်ဆုံးအစစ်အမှန်ကိုထည့်မယ်အမှန်ကိုထည့်မယ်ဆိုတော့ purchase မှာ debit sales tax မှာ debit purchase မှာ debit 300သူ့ရဲ့ amount က360တဲ့အဲ့360ထဲမှာ60က sales tax ဖြစ်လို့60က sales tax ဆိုတော့ဒီနှစ်ခုပေါင်းမှာ360ဖြစ်သွားတာလေနော်အဲ့ဒီ3ရောက်တော့မှထားမယ်ဒါပြီးရင်အယောင်ချဲရမှာဆိုတော့နော် purchase မှာ debit sales tax မှာ debit 60 trade payable မှာ credit 360အဲ့လိုဖြစ်သွားတာသူက error omission ဖြစ်နေတာ哦မေ့ကြံပြီးတော့မှားခဲ့တာဖြစ်တဲ့အတွက်အခုမှတို့ကထည့်ပေးရတာအဲဆိုတော့တို့ပြင်ပေးလိုက်တာဒီမှာဒီနှစ်ချက်ရယ်ဒီအချက်ရယ်ပေါ့
အဲ့ဆိုတော့အဲ့လိုမျိုးလေးကိုယ့်ရဲ့ပြင်ဆင်ချက်လေးတွေကဘယ်ကနေဘာနဲ့တော့ချိန်မှာလဲဒီ300ဒါနဲ့ချိန်မယ်ဒီ60ကလည်းဘာနဲ့တော့ချိန်လဲဒီ60ကလည်းဒီကိုလာတာလေအဲ့ကြမှာဒီနှစ်ခုပေါင်း360ဒီမှာ360အဲ့လိုမျိုးကိုသွင်းလိုက်တဲ့သွင်းချက်တွေကတနေရာမှာ debit တနေရာမှာ credit နော် debit 2နေရာဖြစ်ပြီးတော့ credit မှာကျတော့လုံးပေါင်း360ဖြစ်သွားတာနော်အဲ့လိုမျိုးဒါဆိုလို့ရှိရင်တို့ရဲ့ journal entries ကဘယ်လိုမျိုးသဘောတရားဖြစ်သွားတယ်လဲ purchase account မှာ debit 300 status မှာ debit 60ပြီးလို့ရှိရင် trade pay တွေပဲ trade pay တွေပဲအကောင့်မှာ360ဆိုပြီးတော့မှဖြစ်သွားတယ်အဲ့ဒါဘာ error လဲ error of omission မေ့ကြံပြီးတော့မှားတဲ့အမှားကိုတို့ကပြင်ပေးလိုက်တာဖြစ်ပါတယ်ဟုတ်ပြီလားနံပါတ်4ကဲနောက်နံပါတ်5အတွက်တို့ make to copy ဆွဲမယ် make to ဆွဲမယ်နံပါတ်5ပြီးမှတော့ဖတ်မယ်နော်ကဲနံပါတ်5ကတော့ဘာဖြစ်မလဲ sorry get trade ဝယ်တာ expenses အဲ့ဒါကို office equipment ထဲမှာထည့်ခဲ့မိတယ်တဲ့ကဲဇရိတ်အမျိုးအစားကို asset ထဲသွားထည့်တယ်ဆိုမှတော့ original sorry error ဆို principal မှားတာเนาะ error ဆို principal ဖြစ်သွားပါတယ် amount ကဘယ်လောက်လဲ16ဒေါ်လာโอเคအဲ့ဆိုလို့ရှိရင်အဲ့ဟာလေးအတွက်လုပ်မယ်ဘာကောင်းရဖွင့်ရမလဲနံပါတ်5သူလဲ stationery ပဲပေါ့ cut trade ဝယ်တာ stationery ပဲထည့်မယ်เนาะcomputer express လဲရတယ်เนาะ computer office expense ပဲရေးလိုက်ပါမယ်ဒါလက်တွေ့မှာကျတော့ကိုကခေါင်းစဉ်ခွဲကိုအဆင်ပြေသလိုကိုယ့်ရဲ့ senior နဲ့တိုင်ပင်ပြီးတော့မှဒီ expense ခေါင်းစဉ်ကိုတက်တာလေတို့ကဒီမှာ cut trade expense မနော်ကျွန်မ cut trade ကိုကျွန်မပေါင်းအောင်မှာပြင်းလို့ပေါ့နော် CERTRIDGE country expense မှာ debit အမှန်ဆိုလို့ရှိရင် country expense မှာ debit နောက်တနေရာမှာ credit ပေါ့ကွယ်နောက်တနေရာမှာ credit ဆိုတာကcash or bank မှာ credit ပေါ့သူကသူ့ကိုလည်း vertical ဆိုတော့ cash တရားပဲထွက်လိုက်မယ်နော် cash account မှာ credit ဖြစ်မယ် country expense မှာ debit cash account မှာ credit ဆိုပြီးတော့မှအမှန်ကိုစဉ်းစားလိုက်မယ်ဒါကအမှန်ပြီးတဲ့အခါမှာတို့ကအမားကိုချရေးမယ်အမားကသူကဘယ်လိုကြီးလုပ်ထားရလဲအမားကကြတော့ office equipment access ထဲမှာသူသွားထည့်ထားတာနော် office equipment access account မှာအဲ့ဒီ office equipment ကသူက asset ကြီး asset account မှာသွားပြီးတော့မှသွင်းထားတာနော်တို့ကအမှန်ကိုစဉ်းစားပြီးပြီဒီမှာအမှန်ကိုစဉ်းစားပြီးပြီ country expense မှာ debit cash မှာ credit ဆိုအမှန်ကိုစဉ်းစားပြီးပြီကဲအမားကိုချရင်အမားကသူဘယ်လိုထည့်ထားတာလဲအမားကိုချရင်ဆိုအမားကသူကဒီမှာ office expense မှာ12ဒေါ်လာ16ဒေါ်လာနော်16ဒေါ်လာဖြစ်ပါတယ်16ဒေါ်လာအဲ့ဒီ16ဒေါ်လာကို office equipment မှာ debit သူတချမ်းတော့ဘာမှမပြောတော့ cash ကိုတော့သူ credit သွင်းခဲ့မှာပဲเนาะ cash ကိုသူ credit သွင်းခဲ့မှာအဲ့ဆိုတော့ဒီဟာကသူကအမကိုသူကဒီလိုမျိုးချရေးထားတာကဲအဲ့ဆိုတော့တို့ကအမကိုဖယ်ထုတ်မယ်အမှန်ဝင်စဉ်းစားတယ်အမကိုချရေးတယ်
ဒါကဒီတစ်ချက်အမှန်ပြီးသားနော်တကယ်ဆိုဒီကောင်ကိုထည့်ပြီးရောမစင်းစားလိုက်ရရင်ဒီတစ်ချက်ကသူမှန်ပြီးသားနော်မှန်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုတကယ်ကျတော့မှန်ပြီးသားတစ်ချက်ဆိုတို့ကစဉ်းစားကြရမလို့မှန်နေတာဖြစ်တဲ့အတွက်ဘေးဖယ်ထားလို့ရတယ်အဲဒီလိုမျိုးလေးဘေးဖယ်လိုက်ဒါကတို့ကထည့်စဉ်းစားတဲ့အချိန်မှာဒါအမှန်ကိုစဉ်းစားတဲ့အဆင့်မှာတို့ကမြင်စေခြင်းလို့ရေးပြတာဖြစ်တယ်နော်အဲဆိုတော့အမှန်ကိုစဉ်းစား cash expense မှာ debit ဒီမှာ cash မှာ credit စဉ်းစားလိုက်ပြီအမားကိုချရေးဆိုတော့ तू ကအမားကလည်းသူ့မှာ office equipment မှာ debit ကြီးသွင်းခဲ့မိတယ်နောက်တစ်ချမ်း cash မှာလည်း तू ကတစ်ချမ်းအမှန်နေမှာပဲ16ဒီလိုမျိုး तू ကသွင်းခဲ့မိတာကဲအမှန်ကိုစဉ်းစားတယ်အမားကိုပြန်ဖယ်ထုတ်မယ်ဆိုတော့ဟောဒီ cash မှာသွင်းခဲ့တာမှန်ပြီးသားဆိုဖယ်ထုတ်စရာမလိုသူ့တစ်ချမ်းကိုထားလိုက်အဓိကကိုပြင်ပေးထားတဲ့ဟာပြင်ဆင်ချက်ကိုပြနိုင်ရင်ရပြီအဲဆို office equipment မှာ debit အမားသွင်းထားတာအဲ့ဒီအမားကိုပြန်ဖယ်မယ် office equipment မှာ credit နဲ့ပြန်ဖယ်ထုတ်မယ်ပြီးလို့ရှိရင်ဘယ်ကိုသွားမှာလဲ category expense ကို$16ဝင်ပေးရမှာအဲ့တော့ကိုယ့်ရဲ့ပြင်ဆင်ချက်ကဒီမှာပြီးသွားပြီလေတနေရာမှာ credit တနေရာမှာ debit နဲ့ credit နဲ့ကြည်သွားပြီပြီးသွားပြီဒီမှာ office equipment ကလည်းဝင်ပြီးသားကောင်ပြန်ထွက်ပေးလိုက်တာသူ့ကောင်အလိုလျောက်ကြည်သွားမှာဖြစ်တယ်အဲ့ဒီထွက်ပေးလိုက်တဲ့ credit တစ်ချမ်းကဘာနဲ့သွားပြီးတော့ချိတ်တာလဲဆိုတော့အမှန်ပြင်ပေးလိုက်တဲ့ category expense မှာသွားပြီးတော့နှစ်ခုသွားပြီးတော့ချိတ်တာဖြစ်တယ်ဒီမှာဒါကိုယ့်ရဲ့ပြင်ဆင်ချက်เนาะဒီလိုမျိုးလေးဖြစ်သွားမယ်ကဲအဲဆိုတော့တို့ရဲ့ journal entries မှာဘယ်သူနဲ့ကိုတို့လုပ်ပေးလိုက်တာလဲ printer category account ဘယ်လောက်သွင်းလိုက်လဲ$16ပြီးတော့မှ office equipment account $16အဲ့ဒီကဖြတ်မှာဟုတ်လားဒါလည်းဖြတ်မှာကဲအဲ့တော့မှတို့ကဘာဖြစ်သွားလဲဓာတ်ရက်ပါလဲစရိတ်ထဲမှာထည့်ရမယ့်ဟာကို access ထဲမှာထည့်ခဲ့မိတာဖြစ်တဲ့အတွက် errors or principle ဖြစ်ပါတယ်principle เนาะ error or principle ဆိုပြီးတော့ပြင်ပေးလိုက်တာဖြစ်တယ်နောက်ဆုံးတစ်ချက်နံပါတ်6 number 6သူကကြောင့် petty cash payment stationery expense $12အဲ့ဒါကိုသူက petty cash မှာတော့ credit သွင်းထားတာမှန်တာပေါ့ stationery Amazon stationery express မှာ debit petty cash မှာ credit ဒါဆို petty cash အချမ်းမှန်နေတယ်အဲ့ဒါကိုသူက debit ကြတော့ဘယ်သူတွေသွားထည့်တယ် suspend account နဲ့သွားထည့်မိတာဘာကြောင့်လဲ bookkeeper debit သွားမယ်တနည်းသူရောင်ဝဝဖြစ်နေတယ်မသိချဘူးအဲ့ကြောင့်သူမသိတော့ suspend account လေးထောင်ပြီးတော့မှဖွင့်ထားပေးလိုက်တာဖြစ်တယ်နံပါတ်6နော်နံပါတ်6အဲ့ဒါကိုသူကဒီမှာstationery expenses expense account ပြီးတဲ့အခါသူက petty cash account petty cash ကမှန်တော့အောက်မှာပဲထားမယ်နော်မှန်တဲ့ကောင်တို့မရေးတော့ဘူးချမရေးတော့ဘူးsuspend account ဆိုပြီးသူကဖော်ခဲ့လိုက်တယ်โอเค stationery မှာ debit သူမသွင်းခဲ့ဘူး suspend မှာ debit $12နော် suspend မှာ debit ဆိုပြီးသွင်းခဲ့တယ် petty cash မှာ credit သူမှန်နေတယ်နော် petty cash မှာ debit မှန်နေတယ်အရင်ဆုံးအမှန်ကိုစဉ်းစားမယ်ဆိုလို့ရှိရင်အမှန်က stationery မှာ debit petty cash မှာ credit ဆိုပြီးဖြစ်ရမှာဒါအမှန်ကိုစဉ်းစားလိုက်ပြီ stationery မှာ debit petty cash မှာ credit သူကလည်းပြောခဲ့ပြီးသား petty cash မှာ credit ရိုက်ပြီးသားလို့ပြောတယ်အဲ့တော့တစ်ချက်အမှန်နေပြီပြီးတစ်ဆင့်စဉ်းစားပြီးအမှန်ကိုစဉ်းစားမယ်အမားကိုချရင်အမားကသူက suspend မှာ debit petty cash မှာ credit လို့သူရိုက်ထားတာအဲ့ဒါဆိုတော့သူကအမားကိုပြန်ဖယ်ထုတ် suspend account မှာ12နော်
suspend အကောင့်မှာ$12ကိုပြန်ပြီးတော့မှထုတ်မယ်ထွက်ပြီးတော့ credit တစ်ချမ်းရှိရင်နောက်တစ်ချမ်းကဘယ်ကိုသွားလို့ရလဲ stationery expense ကိုတန်းပြီးသွားလို့ရတယ်เนาะအဲဆိုဒီမှာတို့ရဲ့ပြင်ဆင်ချက် debit နဲ့ credit နဲ့ကညီသွားပြီ suspend ကလည်းအဝင်နဲ့အထွက်နဲ့ပျောက်သွားပြီဟုတ်လားအဲဆိုတော့တို့ပြင်ဆင်လိုက်တာဒီဒါလေးပေါ့လို့ဆိုဘာမှမခက်သေးဘူးเนาะဒါပဲပြင်ရမှာအဲဆိုတို့ရဲ့ journal entries ကဘာဖြစ်သွားမလဲ stationery expense မှာ debit 12ပြီးလို့ရှိရင် suspend မှာ credit side ဆိုကျွန်မကဒီလိုမျိုးလေးနည်းနည်းလေး credit မှန်းသိအောင်ဟိုဖြစ်ပြီးတော့ရေးတယ်ပေါ့နော်စနစ်အဲ့ဒီအမှားကျတော့ तू ကerrors or omitted debit side နော် errors or တစ်ချမ်းမှာပဲမေးခဲ့တာround side ပေါ့နော် side မှားတာ omitted debit side အဲ့လိုမျိုးလေးလုပ်ပေးလိုက်ရင်ရပါပြီအဲ့ဆိုတော့ပြောချင်တာကဒီမှာtry balance မှာရှိတဲ့အမားတွေကိုအမှန်ပြင်တဲ့အခါမျိုးမှာတို့က journal entries ကိုအသုံးပြုပြီးတော့အမှန်နေပြင်တယ်ဆိုတဲ့ဟာကို तू က theory မှာလည်းပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ journal entry ကိုအမားပြင်ဘယ်လိုမျိုးသုံးမလဲဆိုတာကို तू ကဒီ example လေးနဲ့နားလည်အောင် तू ကရှင်းပြလိုက်တာဖြစ်ပါတယ်ဘာမှတော့မခက်ဘူးဒီသူပေးထားတဲ့နမူနာ transaction လေးတွေကိုကြည့်ပြီးတော့ဒီအချက်လေးနဲ့အတိုင်းသွားရင်ရတယ်အမှန်ကိုစဉ်းစားမယ်အမှားကိုချရင်မယ်နံပါတ်3အမားကိုပြန်ဖယ်ထုတ်ပြီးတော့နံပါတ်4အမှန်ပြင်မယ်ဟောဒီအမားကိုချရေးမယ်ဆိုတဲ့နေရာမှာချရေးထားတာမရှိရင်တို့ကဖယ်ထုတ်စရာလည်းမလိုဘူးနှစ်ဆင့်ပဲတို့လုပ်ရတယ်1နဲ့4အဆင့်ပေါ့ဒါလေးနဲ့အပြန်လန်စဉ်းစားပြီးတော့ပြန်ပြီးတော့လေ့ကျင့်ကြည့်ပါအဆင်ပြေသွားလိမ့်မယ်နော်အဲ့ဆိုတော့ဒီနေ့ကတော့ဒါလေးနဲ့ရက်လိုက်မယ် exam နဲ့သွားရတယ်ဆိုလို့ရှိရင်ကြာတယ်နော်ဒါလေးတစ်ခုလေးနဲ့နောက်ရက်မှာကျန်တဲ့ဟာလေးသွားရမယ်နောက်တဲ့ exam တစ်ခုရှိသေးတယ်နော်ဟုတ်ပြီဒါလေးစေးထားမယ်โอเคအဲ့ဒါဆိုတော့နောက်နေ့ကျရင် exam လေးကဘာလေးကြံမလဲဆိုလို့ရှိရင်ဒီမှာဒီ try balance လေးသူပေးထားတဲ့ဟာလေးမှာသူကသူအမားရှာတွေ့တဲ့အမားလေးနှစ်ချက်ရှိတယ်အဲ့ဒီနှစ်ချက်လေးကိုပြန်ပြင်ပြီးတော့မှ try balance လေးကိုအမှန်လေးပြန်ပြင်ပေးရမယ်အဲ့လေးကိုနောက်ရက်သွားပေးမယ်ပြီးလို့ရှိရင်ဒီမှာ module 8အတွက်မိကုံးလေးတွေအားလုံးပေါင်းဘယ်နှခုရှိမလဲဆိုတော့ဘယ်နှပုတ်ရှိမလဲဆိုလို့ရှိရင်24 25 26 32အားလုံးပေါင်း32ပုတ်ရှိပါတယ်ဒီ module 8အတွက်လေ့ကျင့်မဲ့ question လေးတွေကเนาะအားလေးဆက်ပြီးတော့နောက်ရက်ဆက်ပြီးတော့တင်သွားပေးမယ်ဒီနေ့တမပဲရေးလိုက်မယ်ကျေးဇူးအများကြီးတင်ပါတယ်